အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ edit တွေအခုလောက်လာတော့တပတ်ကျော်လာတော့ပုံမှန်လုပ်နေကြအစဉ်လေးတွေလုပ်ရင်းနဲ့တော့ပို့ပြီးတော့လွယ်ကူလာပြီလို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာအင်ဒိုပုံတစ်ပုံထပ်ပြီးတော့ edit လုပ်ဖို့ရွေးထားပါတယ်ကျွန်တော်ဒီမှာဆိုရင်ပုံမှန်ပြည့်မြဲချင်းကြည့်လိုက်ရင်ဖျားရှင်ရဒီ one byte တော်တွေလင်းနေတဲ့အပိုင်းလေးတွေ edit နည်းနည်းပြန်လျှော့ပါမယ်ပြီးရင် camera raw ထဲမှာကျွန်တော်တို့လုပ်လို့ရတဲ့ detail ဘိုင်းတွေ noise ရှော့တာတွေနည်းနည်းလေးလုပ်ပြီးတာနဲ့ Photoshop ထဲကိုဆင်းပါမယ် Photoshop ထဲမှာကျွန်တော်တို့လိုအပ်တာလေးနည်းနည်း layer တွေပွားပြီးရင် Nick Collection ထဲမှာ detail extractor တို့ toner contrast တို့ pro contrast တွေနဲ့ကျွန်တော်အသေးစိတ်တွေလုပ်ပါမယ် shaping တွေ detail တွေပေးပါမယ်နောက်ဘေးလေးတွေညှို့မယ်မလိုတာတွေဖြတ်မယ်တောက်ပါမယ်ဒီမှာရှိတဲ့ texture လေးတွေလိုအပ်တာရှိတဲ့ layer တွေခွဲပြီးတော့ကျွန်တော်တို့ multiply တို့ screen တို့နဲ့ detail ထထုတ်ပါမယ်ကျွန်တော်အခုစပြီးတော့ edit လုပ်ကြည့်ကြပါမယ်ကျွန်တော်များသောအားဖြင့် basic ထဲမှာကျွန်တော်ဒီ basic ရ curve ရ detail ရကိုသုံးပြီးရင် Photoshop ထဲသွားတဲ့အတွက်တစ်ခါတလေ lens correction ကိုမေ့တတ်ပါတယ် lens correction ကိုအရင်ဒီမှာ on ပြီးတော့ click ထားလိုက်ပါမယ်ပြီးရင်ကျွန်တော် basic ထဲကိုပြန်ဝင်ပါမယ်ဒီမှာဖျားရှင်ရ one byte တော်ကိုကျွန်တော်ဒီမှာအလင်းရောင်လေးလင်းတာကိုနည်းနည်းလေး short ပါမယ်အပေါ်ပိုင်းကနည်းနည်းလေး detail ပေါ်နေပြီးအောက်ခြေကဘန်းတာပုံများတဲ့အတွက်ကျွန်တော်နှစ်နေရာခွဲပြီးတော့ short ပါမယ် adjustment brush 2ကိုယူပြီးတော့ကျွန်တော် layer ကို reset setting ကို reset ရင်ချပါမယ်ပြီးရင် mask ကိုနှိပ်ပါမယ်ဒီအောက်ခြေပိုင်းလေးကိုကျွန်တော် lighting အရင်နည်းနည်းလေး short လိုက်ပါမယ်mask ကိုဖြုတ်ပါမယ် exposure ကိုနည်းနည်းလေး short ပါမယ် highlight ကို short ပါမယ်ပြီးရင်ကျွန်တော်ဒီဟာကို hint tool နဲ့ဖြည့်ဖြုတ်ပြီးတော့ basic step ပြန်ဝင်လိုက်ပါမယ်ပြီးရင်ဒီအပေါ်နဲ့အောက်နဲ့ကိုကျွန်တော်နောက်တစ်ခေါက်ပြန် short ပါမယ် adjustment brush 2ကိုယူပါမယ် setting ကို reset ပြန်ချပါမယ် max နဲ့ပြန်ပြီးတော့မှတ်ပါမယ်ရပါပြီ mask ကိုပြန်ဖြုတ်ပါမယ်ဒီတစ်ခေါက်လဲ exposure ကိုပါပါလေးပြန်လျှော့မယ် highlight ကိုနည်းနည်းပြန်လျှော့ပါမယ်ဒါဆိုရင်ကျွန်တော် detail လေးလည်းနည်းနည်းပြန်ပေါ်လာပြီဖြစ်ပါတယ်အခုဆိုရင်ကျွန်တော် overall basic ထဲမှာပြန်ပြန်ချင်း edit စလုပ်ပါမယ်သူကကျွန်တော်တို့ shadow ဘိုင်းတွေကိုဒီမှာအမဲရောင်များတဲ့ဘိုင်းပြပေးမယ်မီးအလင်းရောင်တို့ဒီမှာဖျားရှင်ရဲ့အလင်းရောင်ရှိတဲ့အပိုင်းနေနဲ့မို့လို့ကျွန်တော် exposure ကိုမကင်တော့ပါဘူး contrast ကိုနည်းနည်းစတင်ပါမယ် highlight ကိုနည်းနည်း short ပါမယ်ကျွန်တော်ဒီမှာ edit တွေလုပ်ထားတာမို့လို့ highlight ကအများကြီး short လို့မရပါဘူး short လိုက်ရင်မဲပြီးညစ်တော့မှာဆိုတဲ့အတွက် highlight ကိုနည်းနည်းပဲ short ပါမယ် shadow ဖွင့်ပါမယ်shadow တော့ကျွန်တော်ဒီမှာရှိတဲ့တုံးတွေ detail တွေအကုန်ပေါ်စီခြင်းတဲ့အတွက် shadow ကိုကျွန်တော်ကောင်းအောင်ဖွင့်လိုက်ပါတယ် white ကိုနည်းနည်း short ပါမယ် black ကိုဒီတိုင်းထားပါမယ် texture တွေကိုပို့ပြီးတော့ပေါ်စီခြင်းတဲ့အတွက် texture တင်ပါမယ် clarity လည်းနည်းနည်းတင်ပါမယ် dehis တင်ပါမယ်ဒါဆိုရင်ပုံလေးကတော်တော်လေးကြည့်လို့ကောင်းလာပြီဖြစ်ပါတယ်ကျွန်တော် curve ကိုသွားပါမယ်curve ထဲမှာလည်းကျွန်တော် highlight ကိုနည်းနည်း short ပါမယ် shadow လေးနည်းနည်းလေးထပ်ပေးပါမယ်ကျွန်တော်စိတ်မှာ highlight ကဒီမှာရှိတဲ့မျက်နှာတော်တွေမှာ highlight တွေနည်းနည်းလေး short ဖို့လိုတယ်ထင်လို့ highlight ကိုနည်းနည်းလေးထပ် short လိုက်ပါမယ်ပြီးရင်ကျွန်တော် detail ဝင်ပါမယ် detail ထဲမှာကျွန်တော် masking ကိုကျွန်တော်ပြန်ပြန်ချင်း90ဝန်းကျင်ပေးပါမယ်ပြီးရင် noise ကိုလည်းအစိတ်လောက် short ပါမယ်ပြီးရင် hue and saturation
ဒီထက်မှာအပြာရောင်လေးနည်းနည်းလေးပါပါလေးတင်ပါမယ်ဒါဆိုရင်ဒါ before အနေထားလေးပါဒါကတော့ after raw ထဲမှာအဲ့ဒီအနေထားပါဒီလောက်ဆိုရင်ကျွန်တော် camera raw ထဲမှာလောက်တာကိုရပါပြီ Photoshop နဲ့ဆင်းပါမယ်တော့ခါတိုင်းလိုပဲ layer တစ်ခေါက်ပွားပါမယ်ပြီးရင်ကျွန်တော် Nick collection မှာဝင်ပြီးတော့ detail တွေစဖော်ပါမယ်ကျွန်တော်တို့ပုံမှန်လုပ်နေကြပုံမှန်လေးတွေနဲ့ပဲအတူအလျှော့လေးတွေလုပ်ရင်ပုံရဲ့ edit တွေကမြန်လဲမြန်ပြီးတော့ကျွန်တော် result တွေလည်းတိတိတသာကောင်းမှာဖြစ်ပါတယ်ခင်ဗျာဒါပြီးကိုညှို့တဲ့ filter ပါလောလောဆယ်တော့ကျွန်တော် detail ကိုပဲအရင်ဖော်ပါမယ်ဒါဆိုရင်ဒါ detail တွေအများကြီးပဲတက်လာပါတယ်ကျွန်တော်ဒီ model တွေကိုတော့ detail တွေတိတ်မဖော်ခြင်းတဲ့အတွက်ကျွန်တော်ဒီကနေပြီးတော့ control point နဲ့ပြန်ပြီးတော့ short ပါမယ်ရပါပြီ okay လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ detail တွေအများကြီးပဲအသေးစိတ်ပေါ်နေပြီဖြစ်ပါတယ်နောက်တစ်ခါ color gas တွေ short ဖို့ Nick collection ကိုတစ်ခေါက်ထပ်ဝင်ပါမယ် Pro contrast ပေးပါမယ်correct color gas ပါအရောင်လေးနည်းနည်းလေးပို့ပြီးတော့ငြိမ်သွားပါတယ် correct contrast ပါတော်တော်ကောင်းပါတယ် dynamic contrast ပါပုံမှန်ရှိတဲ့ color gas တွေချို့လိုက်တော့ပုံမှန်ပို့ပြီးတော့လင်းပြီးတော့ကောင်းလာပါတယ်အဖေရရှင်ကိုလုံးတော်တွေကြတော့အလင်းအောင်နည်းနည်းများတယ်လို့ဖြစ်တဲ့အတွက်ကျွန်တော် control point နဲ့နည်းနည်းလေးပြန် short ပါမယ်ဒါဆိုရင်တော်တော်လေးကောင်းနေပြီဖြစ်ပါတယ် okay ပေးလိုက်ပါမယ် color gas တွေရောပြီးတော့တော်တော်ကောင်းနေဖြစ်ပါတယ်ဖျားရှင်ကိုတော့ကျွန်တော်ဒီအောက်က layer ရဲ့တုံးလေးတွေပိုကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော် layer max နဲ့ပါပါလေးရောလိုက်ပါမယ် brush ကိုယူပါမယ် control E နဲ့ပြန်ပေါင်းလိုက်ပါမယ်ဒီတစ်ခါဒီကြားထဲမှာရှိတဲ့အနက်ရောင်လေးတွေကိုပါပါလေးကျွန်တော်နည်းနည်းပြန် short ပါမယ်ပြီးမှတစ်ခါ color တုံးနဲ့ပြန်အုပ်ပါမယ် control J layer ပွားလိုက်ပါမယ် select color range နဲ့ယူပါမယ် okay ပြလိုက်ပါမယ်ဒါဆိုရင်ဒီပုံမှန်ရှိတဲ့အနက်ရောင်တွေဖြစ်ပါတယ်နည်းနည်းလေး shadow လေးပါပါလေးပြန်ဖော်ပါမယ် control D ပြန်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ shadow လေးတွေပါပါလေးပြန်ပေါ်လာတာဖြစ်ပါတယ် Nick collection ကိုတစ်ခေါက်ထပ်ဝင်လိုက်ပါမယ်ဒီတစ်ခေါက်မှာ toner contrast ပေးပါမယ်
color tone တွေအများကြီးပဲပို့ပြီးတော့တက်လာတာတွေ့ရပါတယ်ဆိုတော့ highlight ကိုနည်းနည်းလေးပြန်လျှော့ပါမယ်တိတ်ကြီးမသိတာပါဘူးအောက်ခြေ highlight ကိုနည်းနည်းလေးလျှော့ပါမယ် shadow ကိုနည်းနည်းပြန်ဖွင့်ပါမယ်အကြောင်းလေးစုံမှုတောက်မှုတွေများတဲ့အတွက် saturation ကိုနည်းနည်းလေးပြန်လျှော့လိုက်ပါမယ်ဒါဆိုရင်တုံးကာလာလေးတွေတော်တော်အောက်ကောင်းနေပြီဖြစ်ပါတယ် okay လိုက်ပါမယ်layer လေးပွားပြီးတော့ကျွန်တော် noise ကိုပါးပါးလေးတစ်ခေါက်လျှော့ပါမယ် filter image genomics noise wire ပါ noise ကတော့တိတ်မရှိပါဘူးကျွန်တော်တို့အနည်းဆုံးပြတဲ့ landscape နဲ့ပေးလိုက်ပါတယ်နောက်တစ်ခါ shadow နဲ့ကျွန်တော် highlight ကိုနည်းနည်းလေးထည့်ပါမယ်Control J ပါ Image Adjustment Shadow Highlight ပါပါပါလေးထည့်လိုက်ပါမယ်အစီရင်ပုံလေးကတော်တော်လေးကောင်းနေပြီဖြစ်ပါတယ်ကျွန်တော်ဒီမှာဖျားကြောတဲ့ main ကလေးတွေရဲ့မျက်နှာအသားရောင်လေးတွေနည်းနည်းလေးထပ်လျှော့ပါမယ် Viveza 2နဲ့လျှော့ပါမယ်contrast နည်းနည်းလေးတင်ပါမယ် saturation လေးနည်းနည်းလေးလျှော့ပါမယ် red နည်းနည်းလေးအနီရောင်လေးနည်းနည်းလျှော့လိုက်ပါမယ်လက်ကိုတော့ bright နည်းနည်းလေးတင်ပါမယ်ပြီးရင်ဒီအမျိုးသားကြတော့နည်းနည်းလေးအလင်းရောင်နည်းနည်းတင်ပါမယ်bright နည်းနည်းတင်ပါမယ် contrast နည်းနည်းလေးတင်ပါမယ် structure လေးနည်းနည်းလေးတင်ပါမယ်ဖျားရှင်ဒုက္ခရစရိယကျင့်တော်မူတဲ့ပုံတော်လို့ထင်ပါတယ်နည်းနည်းလေး texture တွေပုံကိုနည်းနည်းလေးအရောင်နည်းနည်းညှိပါမယ်bright ကိုနည်းနည်းလေးလျှော့ပါမယ် contrast နည်းနည်းတင်ပါမယ် saturation လည်းနည်းနည်းလေးလျှော့ပါမယ် structure တင်ပါမယ်โอเคပြလိုက်ပါမယ်ဒါဆိုရင်ပုံလေးကတော်တော်ကိုဆွဲဆောင်မှုအားကောင်းနေပြီဖြစ်ပါတယ်ဖျားရှင်ရဲ့ကျွန်တော်ဒီဘေးကအယောင်လေးကိုပါးပါးလေးထပ်လျှော့ပါမယ်ဒါမှဖျားရှင်ကိုပို့ပြီးတော့ပေါ်လွင်စေမှာဖြစ်ပါတယ် quick selection tools ကိုယူပါမယ်
feather လေးနည်းနည်းပေးပါမယ်ပြောင်းမြန် control ရဲ့ရှစ်ပြအာရင်နည်းနည်းလေးပြောင်းမြန်လှမ်းပါမယ်ပြီးရင်ကျွန်တော်တို့ဘန်ဒူကိုယူပြီးတော့ဘေးလေးကိုနည်းနည်းလေးညှို့ပါမယ်ရပါပြီလေယာလေးတစ်ခေါက်ပွားပါမယ် control ရဲ့ J ရပါဒီက channel ထဲကနေ highlight ပိုင်း shadow ပိုင်းတစ်ခေါက်ကြည့်ပါမယ် RGB ကို control နဲ့နှိပ်ပါမယ်ဒါဆိုရင်ဒါကြောင့် highlight ဖြစ်တဲ့ area တွေဖြစ်ပါတယ်နည်းနည်းလေးပဲ short ပါမယ်shadow ပိုင်းကို control ရဲ့ shape နဲ့ iron shadow ပိုင်းဝင်ပါမယ် curve ကို S shape ဖြစ်အောင်နည်းနည်းလေး curve ကိုနည်းနည်းတင်ပြီးတော့ဒီကနေပြီးတော့ပြန်ပြီးတော့ contrast ညှစ်လိုက်ပါမယ် control D ပါနည်းနည်းလေးပြန်ပြန်ချင်းလေး curve နဲ့နည်းနည်းလေးပြန်ဖွင့်လိုက်ပါမယ်ရပါပြီကျွန်တော်ချက်ပင်လေးတစ်ခေါက်ပေးပါမယ် control ရဲ့ J ရပါ filter other high pass ပါနေ့လောက်ပေးလိုက်ပါမယ် texture လေးတွေကောက်အောင်ကျွန်တော် linear လိုက်ပေးလိုက်ပါမယ်ဒါဆိုရင်ဒါကကျွန်တော်ချက်ပင်မပေးခင်အနေထားပါဒါချက်ပင်ပေးလိုက်တဲ့အနေထားပါပို့ပြီးတော့ပြတ်သားမှုအားကောင်းပါတယ်ကျွန်တော်ဒီထက်မှာ max နဲ့မှတ်ပြီးတချို့ noise တွေထားမဲ့နေရာတွေမလိုလောက်တဲ့နေရာတွေကိုပြန်ပြီးတော့ဖြတ်ပါမယ်control E နဲ့ပြန်ပေါင်းလိုက်ပါမယ်ဖျောင်းနိုင်မီးလေးတွေကိုနည်းနည်းလေးဘန်းဒူးလေးနဲ့နည်းနည်းလေးပြန်ပြီးတော့မီးအလင်းအောင်လေးတွေငြိမ်စောအောင်ဘန်းဒူးလေးနည်းနည်းပို့လိုက်ပါမယ်ရပါပြီဒါဆိုရင်ကျွန်တော်ဒီထဲမှာလောက်ခဲ့တဲ့အဆင့်တွေ Bibezer tools တွေသုံးပါတယ် toner contrast သုံးပါတယ်DD extractor လည်းသုံးပါတယ် pro contrast လည်းသုံးခဲ့ပါတယ် layer ပွားတယ်ကျွန်တော်တို့ပြီးရင် camera raw ထဲမှာလည်းလုပ်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်တော့ပုံရ result ကတော်တော်လေးကိုကြည့်လို့ကောင်းတဲ့အနေအထားကိုရောက်နေပြီဖြစ်ပါတယ်ကျွန်တော်မူရင်းပုံလေးနဲ့ compare လုပ်ပြီးကြည့်လိုက်ပါမယ်ဒီပုံကို control A နဲ့ select ယူပြီးတော့ control C copy ယူပြီးတော့ဒီထက်ကို control V နဲ့ paste လုပ်လို့လည်းရပါတယ်ဒါဆိုရင်တော့ဒါမူလပုံအနေထားဖြစ်ပါတယ် exposure လေးတွေမညီပဲ detail တွေပျောက်နေပါတယ်ဒါတော့ကျွန်တော်တို့အခု edit လုပ်ထားတဲ့အနေထားလေးဖြစ်ပါတယ်ကျွန်တော်ဒီပုံလေးမှာတခြားနည်းနည်းလေးပုံကိုတိတိကျကျလေးနဲ့အာယုံခံစားလို့ရအောင်ပုံနေတဲ့နေရာတွေခံစားမှုမှာအနှောင့်အယှက်ဖြစ်နိုင်တဲ့နေရာတွေကိုပြန်ပြီးတော့ crop ဖြတ်လိုက်ပါမယ် cropping tool ကိုယူပါမယ်18လက်မှာ12လက်မှာဖြတ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် rule of thumb နဲ့လည်းကြိုက်ပါတယ်ဒီကဖျက်ကြောတဲ့မိန်းကလေးတွေရဲ့ဒီဘက်ကဖျက်ရှင်ရဲ့ဒီဘက်ကထူထားတဲ့နိုင်ရန်ကတွန်းကန်ထားတယ်လို့ရှိတဲ့အတွက်ပုံကကြစ်ကြစ်လေးလေးနဲ့အားရှိပါတယ်
crop ဖြတ်လိုက်ပါမယ်ဒီနားနေပြီးတော့အလင်းရောင်ဖြော့နေတာနည်းနည်းပုံကိုနည်းနည်းလေးအားလျော့စေပါတယ်ဒီနေရာလေးကို lighting လေးနည်းနည်းလေး short လိုက်ပါမယ် quick selection နဲ့ပဲမှတ်လိုက်ပါမယ် sorry ပါ bright နဲ့ပဲ short လိုက်ပါမယ်ပုံရဘေးလေးတွေကိုပြင်းပြချင်းလေး lighting ထ short ပါမယ် rectangular magnitude နဲ့မှတ်ပါမယ် layer လေးတစ်ချက်ပွားလိုက်ပါမယ်curve ကိုယူပါမယ် mask ကိုပြန်မှတ်ပြီးတော့ခါတိုင်းလိုပဲ inverse ပေးပါမယ်feather လေးပြန်ပေးလိုက်ပါမယ်အစပုံကတော့တော်တော်လေးတော့ငြိမ်ပါပြီဒီဖြူနေတာလေးကကျွန်တော်တို့တချို့ပြိုင်ပွဲတွေမှာဆိုတော့ကျွန်တော်ဒီနားလေးကိုဖြတ်လိုက်လို့ရပါတယ်ဖြတ်လို့မရတော့ကျွန်တော်ဒီနေရာလေးကို power လေး crop လုပ်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာ eyedropper tools လေးနဲ့အလွယ်တူတဲ့ color symbol လေးကောက်ပြီးတော့ brush နဲ့ power လေးဓာတ်လေးကိုတစ်ချက်ပို့ထားလိုက်ပါမယ်ဒါဆိုရင်သူ detail လေးရှိတယ်သူရဲ့အလင်းရောင်ကကျွန်တော်ပုံကိုလည်းလာပြီးတော့အနောက်ချက်ပေးတဲ့သဘောမရှိတော့ပါဘူးခင်ဗျာကျွန်တော်ပြီးမှဘန်းဒူးလေးနဲ့နည်းနည်းလေးလိုရာလေးတွေနည်းနည်းလေး dot ချင်ပန်းpower လေးဘေးလေးတွေနည်းနည်းညှို့လိုက်ပြီးတော့ပုံလေးကိုနည်းနည်းကြွအောင်နည်းနည်းလေးဘန်းဒူးပေးလိုက်ပါမယ်texture လေးပို့ပြီးတော့ကြွစီခြင်းဒီနေရာမှာကျွန်တော်တို့ control J layer ပွားပြီးတော့ကျွန်တော်ဒီမှာ screen ဖောက်ပြီးတော့လည်းနည်းနည်းလေးလိုတဲ့နေရာ highlight တွေပေါ်ပေးလို့ရပါတယ် order နဲ့ max နဲ့ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ foreground မှာ white ကိုယူပြီးတော့ကျွန်တော်ပါပါလေးတချို့လင်းတဲ့နေရာလေးတွေကိုထပ်ဖွင့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ပုံလေးကိုပို့ပြီးတော့လုံးကျွမ်းမှုလည်းဖြစ်စေတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒါကျွန်တော်အင်ဒိုပုံလေးတစ်ပုံထပ်ပြီးတော့ edit လုပ်တာဖြစ်ပါတယ်ဖျားရှင်1 byte တော့နည်းနည်းလေးအယောင်ညှိတော့ပါတယ်ကျွန်တော်ပါလေးပြန်ပြီးတော့အယောင်ပြန်လျှော့ပါမယ်ကျွန်တော် lasso tools လေးနဲ့အကြမ်းမြင့်လေးပဲကျွန်တော်ပြန်မှတ်လိုက်ပါမယ်ပြီးရင်ဒီကနေကျွန်တော် curve ကိုယူပါမယ်ပြီးရင် mask ကိုနှိပ်ပြီးတော့ feather လေးပြန်ပေးပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီအင်ဒိုပုံလေးကိုဒါ edit လုပ်ထားတဲ့အနေအထားလေးဖြစ်ပါတယ်အားလုံးလည်း like လုပ်ကြည့်ပြီးတော့အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ